လက်ရှိအခြေအနေအရမြန်မာနိုင်ငံကတော်တော်ဆိုးရွားနေပေမဲ့ကျွန်တော်တို့နိုင်ငံထက်တောင်ပိုပြီးဆိုးဆိုးရွားရွားအခြေအနေနဲ့ကြုံတွေ့နေရတဲ့နိုင်ငံတွေနဲ့သူတို့ရဲ့အကြောင်းကိုကျွန်တော်ကအနည်းငယ်ပြပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and follow လုပ်ပေးကြပါဦး။ပထမဆုံးပြပြပေးမယ့်နိုင်ငံကတော့ Afghanistan ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ဝန်းကျင်လောက်က Afghanistan နဲ့မြေယာဆိုရင် Persian, Alexander the Great, Mongol နဲ့ British တို့ရဲ့ကျူးကျော်မှုတွေနဲ့စီးရေးလှုပ်ရှားမှုတွေအရာဖြတ်တန်းသွားလာရတဲ့လမ်းစုံလမ်းကွာလိုနေရာမျိုးမှာဖြစ်နေခဲ့ပါတယ်။ဒါဟာတော်တော်လေးအခြေအနေမကောင်းတဲ့အနေအထားဖြစ်ပါတယ်။19ရာစုမှာဆိုရင်လေရုရှားနဲ့ဗြိတိန်တို့ရဲ့စီးရေးအရှုပ်ထွေးကြမှာဂျားကန်နယ်အဖြစ်အသုံးချခံရမျိုးတွေရှိခဲ့ပါတယ်။ဒါကြောင့် Afghanistan နေမြေယာအခြေအနေမငြိမ်သက်မှုတွေနဲ့များစွာကြုံတွေ့ခဲ့ရပါတယ်။1980ခုနှစ်နောက်ပိုင်းနေမှာဆိုရင်ဆိုဗီယက်ကျူးကျော်မှုပြည်တွင်းစစ်တွေနဲ့မကြာခင်ကတာလီဘန်တွေအာဏာရရှိသွားတာကြောင့်နိုင်ငံတကာအကူအညီလည်းရပ်တန့်လူနေပါဖြစ်ခဲ့ရပြီးဆယ်စုနှစ်များစွာစစ်မီလီယံအောက်မှာနှင်းမြုပ်နေခဲ့ရလည်းဖြစ်ပါတယ်လူဦးရေများစွာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီးဘိန်းစိုက်ပျိုးရေးနဲ့တရားမဝင်ကုန်သွယ်မှုတွေကလည်းနိုင်ငံစီးပွားရေးမှာအရေးပါတဲ့အခန်းကဏ္ဍအနေပါဝင်နေပါတယ်သူတို့ရဲ့လူနေမှုဘဝဟာအရန်ခက်ခဲကြမ်းတမ်းပြီးအထူးသဖြင့်အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအားဆိုရင်ပညာရေးနဲ့အလုပ်ကိုင်ခွင့်ရေးတွေကိုကန့်သတ်ခံထားရပါတယ်အာဖဂန်နစ္စတန်ဟာနိုင်ငံအများအပြားသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြပေမဲ့လည်းဘယ်တော့မှသိမ်းပိုက်နိုင်ခြင်းမရှိခဲ့တဲ့ Empire တွေရဲ့တင်းကျိုင်းဆိုပြီးတမိုင်းမှာလူသိများပါတယ်။နောက်ထပ်ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံကတော့ South Sudan ပဲဖြစ်ပါတယ်။ South Sudan ဆိုရင်လည်းလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ပြီးခေတ်သစ်ကမ္ဘာမြေပုံပေါ်မှာပေါ်ထွက်လာနိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ဒီနိုင်ငံဆိုရင်2011ခုနှစ်မှာဆူဒန်နိုင်ငံကနေခွဲထွက်လာခဲ့တာဖြစ်ပါတယ်။ယဉ်ကျေးမှုဘာသာစကားနဲ့ဘာသာရေးတွေဟာမြောက်ပိုင်းဒေသတွေနဲ့ကွဲပြားမှုတွေရှိနေရကြောင်းနှစ်ပေါင်း90ကြာပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးမကြခင်မှာပဲပြည်တွင်းပဋိပက္ခတွေထပ်ပြီးဖြစ်ပွားခဲ့တာကြောင့်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေဟာရပ်တန့်လူနေပါဖြစ်နေခဲ့ပါတယ်။နိုင်ငံဟာရေနံတယံဇာတတွေပေါ်များနေတဲ့နေရာဖြစ်ပေမဲ့လည်းပဋိပက္ခတွေနဲ့စီမံခန့်ခွဲမှုအားနည်းရတွေကြောင့်နိုင်ငံရဲ့စီးပွားရေးဟာလည်းအခြေအနေမကောင်းပါဘူး။သူတို့နိုင်ငံရဲ့ငွေကြေးဟာလည်းရအောင်ဖောင်းပွားနေပြီးတန်ဖိုးမရှိသလောက်ကိုဖြစ်နေပါတယ်။နောက်ပြီးမိခင်တယောက်ကကလေးမွေးမယ်ဆိုရင်မွေးဖွားရင်းတည်ဆုံးနိုင်ခြေဟာကမ္ဘာအမြင့်ဆုံးမှာရှိနေပါတယ်။ကလေး9ယောက်မှာ2ယောက်ဟာဆိုရင်အာဟာရချို့တဲ့မှုကိုခံစားနေရတာဖြစ်ပါတယ်။အစားအသောက်ဖူလုံရေးကလည်းရန်ခက်ခဲ့ပြီးရာသီဥတုဖောက်ပြန်တာတွေနဲ့ပါကြုံတွေ့နေရတာကြောင့်တော်တော်အခြေအနေဆိုးနေပါတယ်။ဆော့ဆူဒန်ဆိုရင်ရေနံကနေနိုင်ငံဝင်ငွေကိုအဓိကရနေပေမဲ့လည်းရလာတဲ့ဝင်ငွေတွေဟာပဋိပက္ခတွေကိုပုံမိုပြီးဆိုးရွားစေတာကြောင့်ချိန်ဆတက်နေတယ်လို့တောင်ဖြစ်နေပါတယ်။နောက်တစ်နိုင်ငံကတော့ဆီးရီးယားလီယွန်ပဲဖြစ်ပါတယ်။အနောက်အာဖရိကကမ်းရိုးတန်းပေါ်မှာရှိတဲ့ဆီးရီးယားလီယွန်နိုင်ငံရဲ့တမိုင်းကြောင်းအားဆိုရင်အတ္တလန္တိတ်သမုဒ္ဒရာကျွန်းကုန်ကူးမှုနဲ့ကျွန်းကုန်ကူးမှုစန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်နေရပဲဖြစ်ပါတယ်။နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဖရီတောင်းအားဆိုရင်1989ခုနှစ်မှာဗြိတိရှကျွန်ပြုမှုစန့်ကျင်ရေးဓမ္မတွေကလွတ်မြောက်လာတဲ့ကျွန်းဟောင်းတွေအတွက်ထူထောင်ပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဒါကြောင့် Creoles လို့ခေါ်တဲ့ African နွယ်ဘွားအခြေချနေထိုင်သူတွေရဲ့ထူးခြားတဲ့ယဉ်ကျေးမှုပုံစံတွေထွန်းကားတဲ့နေရာလည်းဖြစ်ပါတယ်။1992ခုနှစ်ကနေ2002ခုနှစ်အထိကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ပွဲကြီးတွေကြောင့်နိုင်ငံရဲ့ခေတ်သစ်တမိုင်းဟာဆိုးရွားခဲ့ပါတယ်။စစ်ပွဲဟာစိန်တွင်းတွဲပစ္စည်းထိန်းချုပ်ရေးကြောင့်အဓိကဖြစ်ပွားခဲ့ရတယ်လို့လည်းသိရပါတယ်။စစ်ပွဲတွေဟာစိန်တွေရောအပြုတ်ပြီးလက်နက်တွေကိုဝယ်ယူခဲ့ရတာကြောင့် Blood Diamond လို့တောင်ခေါ်ဝေါ်ခဲ့ကြပါတယ်။2014နဲ့2016အတွင်းဖြစ်ပွားခဲ့တဲ့ Ebola ရောဂါကပ်ဆိုင်မှုကလည်းကျန်းမာရေးစနစ်ကိုအများပြားထိခိုက်စေခဲ့ပါတယ်။လူမှုရေးနဲ့ကျန်းမာရေးအကျပ်တဲတွေကြောင့်စီးပွားရေးအမကျခဏထိခိုက်ပြီးငွေကြေးဖောင်းပွားမှုကလည်းမြင့်တက်လာခဲ့ပါတယ်။လူဦးရေအများစုဟာစိုက်ပျိုးရေးနဲ့တပ်ထုတွင်းလုပ်ငန်းအသေးစားတွေကိုအပြုလုပ်ကိုင်ကြပါတယ်။မိခင်နဲ့ကလေးတည်ဆုံမှုနှုန်းကလည်းကမ္ဘာအမြင့်ဆုံးနေတဲ့တစ်ခုဖြစ်ပါတယ်။စီးရင်မွေးတည်မှုနှုန်းအလွန်မြင့်မာပြီးလူငယ်အလုပ်လက်မဲ့လူကြီးကလည်းတော်တော်မြင့်မာပါတယ်။1982ခုနှစ်မှာတွေ့ရှိခဲ့တဲ့900ကာရက်ကျော်စိန်ကြီးကလည်းစတုဒ္ဒအကြီးဆုံးနဲ့အရေးသွေးအကောင်းဆုံးစိန်ကြီးဖြစ်ပြီးဒီဒေတာကနေထွက်ရှိခဲ့ရပဲဖြစ်ပါတယ်။လက်ရှိမှာစစ်ပွဲပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေပေမဲ့အခြေခံအဆောက်အုံတွေရက်စစ်မီးတွေလမ်းပန်းဆက်တွေတွေကတော့တော်တော်လေးကိုအားနည်းနေပါသေးတယ်။နောက်ထပ်ဆိုးဆိုးရွားကြုံတွေ့နေရတဲ့နိုင်ငံကတော့မာလာဝီနိုင်ငံပဲဖြစ်ပါတယ်။မာလာဝီနိုင်ငံကို One Head of Africa လို့လည်းခေါ်ကြပါတယ်။အကြောင်းရင်းကတော့မာလာဝီနိုင်ငံရဲ့ပထဝီမြေပြင်အနေထောက်ရည်ညွှန်းတာဖြစ်တယ်လို့မာလာဝီပြည်သူတွေရဲ့ဖော်ရည်တာကြိုးဆိုတာစီနာထားတတ်တာတွေကိုရည်ညွှန်းတာလည်းဖြစ်တယ်လို့သိရပါတယ်။ဒီနိုင်ငံရဲ့တမိုင်းဟာဆိုရင်15ရာစုမှာထွန်းကားခဲ့တဲ့ Maravi Empire ကနေဆင်းသက်လာခဲ့လို့သိရပါတယ်။19ရာစုမှာဆိုရင်ဗြိတိရှတွေကမာလာဝီဒေသကိုညာဇလန်အဖြစ်ကိုလိုနီနယ်မြေတည်ထောင်ခဲ့ပြီး1964ခုနှစ်မှာလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်။လက်ရှိမာလာဝီနိုင်ငံရဲ့စီးပွားရေးအဆိုရင်စိုက်ပျိုးရေးလုပ်ငန်းပေါ်လုံးဝမီခိုနေရပြီးဆေးရွက်ကြီးအဆိုရင်အဓိကတင်ပို့ကုန်ဖြစ်ပါတယ်။ဒါပေမဲ့ရာသီဥတုပြောင်းလဲတွေကြောင့်မိုးခေါင်ရင်ရေကြီးခြင်းတွေမကြာခဏဖြစ်ပွားတတ်ပြီးစားနပ်ရိက္ခာဖူလုံရေးအတွက်အများအားဒုက္ခရောက်နေကြရပါတယ်။နိုင်ငံရဲ့မြေမျက်နှာပြင်အားတောင်ကုန်းတောင်တန်းထူထပ်ပေမဲ့လည်းရေရရှိဖို့အတွက်မိုးရာသီဥတုအဓိကမိခိုနေရပါတယ်။
သူတို့ရဲ့နေ့စဉ်ဘဝတွေဟာကျေးလက်လူနေမှုစနစ်ဖြစ်ပြီးအများစုကတော့စပါးပြောင်းမှုစတွေကိုစိုက်ပျိုးကြပါတယ်မာလာဝီရဲ့ထင်ရှားတဲ့အချက်ကတော့ Lake Malawi ပဲဖြစ်ပါတယ်အဲ့ဒီရေကန်ဆိုရင်ကမ္ဘာတတိယအကြီးဆုံးကန်ကြီးဖြစ်ပြီးငါးမျိုးစိတ်ပေါင်းများစွာရဲ့ကျက်စားရနေရလည်းဖြစ်ပါတယ်ဒီနိုင်ငံဟာနိုင်ငံတကာအကူအညီပေါ်များစွာမိခွန်နေရပြီးကုန်သွယ်ရေးလူငွေပြနေရကြောင်းငွေကြေးဖောင်းပွားမှုကိုထိန်းသိမ်းမှုတော်တော်လေးခက်တယ်လို့လည်းသိရပါတယ်HIV/AIDS ရောဂါကူးစက်မှုနှုန်းကလည်းမြင့်မာပြီးရေကန်တွေကြောင့်ကပ်ပါးကောင်ရောဂါကိုလည်းခံစားကြရပါတယ်နောက်ဆုံးတစ်နိုင်ငံကတော့မာဒါဂတ်စကာပဲဖြစ်ပါတယ်မာဒါဂတ်စကာဆိုရင်ကမ္ဘာပေါ်မှာစတုတ္ထအကြီးဆုံးကျွန်းနိုင်ငံဖြစ်ပြီးဒီကျွန်းဟာဆိုရင်တခြားအာဖရိကနိုင်ငံတွေနဲ့မတူဘဲထူးခြားချက်တွေရှိနေပါတယ်ဒီကျွန်းကိုပထမဆုံးအခြေချနေထိုင်ခဲ့သူတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကအင်ဒိုနီးရှားကနေလှေနဲ့ရောက်ရှိလာကြတဲ့အော်စတိုနီရှန်ဆိုတဲ့လူမျိုးတွေဖြစ်ပါတယ်ပြီးမှအာဖရိကနဲ့အာရပ်လူမျိုးတွေရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီကျွန်းမှာရှိတဲ့ယဉ်ကျေးမှုတွေဟာဆိုရင်အာရှအာဖရိကနဲ့ဥရောပတို့ရဲ့လွှမ်းမိုးမှုတွေပါဝင်နေတာဖြစ်ပါတယ်ဒီကျွန်းဟာ19ရာစုနောက်ပိုင်းမှာပြင်သစ်ရဲ့ကိုလိုနီပြုတာကိုခံခဲ့ရပြီး1960ခုနှစ်မှာလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်မာဒါဂတ်စကာရဲ့စီးပွားရေးအဆိုရင်ဗနီလာကော်ဖီနဲ့ရေတွဲပစ္စည်းတွေပေါ်မှာမိကိုနေရပဲဖြစ်ပါတယ်ဒါပေမဲ့နှစ်တိုင်းလိုဖြစ်နေတဲ့စိုက်ကလုန်းမုန်တိုင်းကြောင့်အခြေခံအဆောက်အဦများစွာပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်းနှောင့်နှေးခဲ့ရတာဖြစ်ပါတယ်စိုက်ပျိုးရေးပေါ်ရမ်းမိကိုနေရကြောင်းယာရီဥဒုတန်ခံရတဲ့စီးပွားရေးကအလွန်ထိခိုက်ပြီးငွေကြေးဖောင်းပွားမှုကိုထိန်းသိမ်းမှုအရန်ခက်ခဲ့ပါတယ်နိုင်ငံတကာအကူအညီပေါ်လည်းမိကိုနေရပါတယ်ကလေး9ယောက်မှာ2ယောက်ဟာအရက်ပူနေပြီးအာဟာရချို့တဲ့မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားနေရပါတယ်ငှက်ဖျားဟာလည်းအဓိကကျန်းမာရေးပြဿနာတစ်ခုလိုဖြစ်နေပါတယ်သူတို့ရဲ့နေ့စဉ်ဘဝဆိုရင်ယာရီဥဒုဘေးရနေရနဲ့စားနပ်ရိက္ခာရှားပါးမှုတွေကိုခြုံတွေ့ခံစားနေရပဲဖြစ်ပါတယ်မာဒါဂတ်စကာရဲ့ထူးခြားချက်ကတော့ကမ္ဘာပေါ်မှာဆိုရင်အဲ့ဒီကျွန်းမှာပဲတွေ့နိုင်တဲ့လင်မာလို့ခေါ်တဲ့တက်ရှိမျိုးစိတ်တွေနဲ့တခြားထူးခြားတဲ့တစ်ပင်ပန်းမှန်တွေပေါများလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုရှားပါးတဲ့ဇီဝမျိုးစိတ်တွေဟာတစ်တော်ပြုံးနေမှုတွေကြောင့်များစွာအန္တရာယ်ရှိနေပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ပြောပြခဲ့တဲ့နိုင်ငံတွေကတော်တော်လေးကိုအခြေအနေဆိုးနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဘော်ဒါတို့ကိုဘယ်လိုမြင်ကြလဲ။နောက်ဘဝမြန်မာနိုင်ငံကလွယ်ပြီးတခြားနိုင်ငံမှာလူဖြစ်ပါစေလို့ဆုတောင်းမယ်ဆိုရင်ကျွန်တော်ပြောပြခဲ့တဲ့နိုင်ငံတွေကိုရှောင်ပြီးဆုတောင်းကြဖို့အကြံပြုချင်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဘော်ဒါကိုမြင်တဲ့အမြင်တွေကိုလည်း comment ထဲမှာ sharing လုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ Peace out